အမတို့မင်္ဂလာပါအမအင်တာဗျူးလို့ရလား ဟုတ်ရပါရဲ့ရှင် အမဘွားမှာဆင်ញက်ခဲ့ရတဲ့အချိန်ကိုပြောပြပါလား ကျမအရင်နဲ့ဆုံးတွေ့ခဲ့ရတဲ့အချိန်တွေပေါ့ရှင် အမကဘာလို့အဲ့လိုဆင်ញက်ရလဲ တေချာတော့မှတ်ပြီးတော့ကျင်းတရတစ်ခုကတော့ကျမတို့ရမ်းမုန်းနေဆိုပါပဲ ဟာအမကဘာလို့သူအရင်မုန်းနေရလဲ ဒီလိုပါပဲကျမအသေးစိတ်တော့မပြောပြတော့ဘူးလေ spicy တချို့လည်းပါနေသေးရဆိုတော့ ဟုတ်တယ် spicy လေးပါနေလို့လေ โอเค ရန်ကုန်သားတွေကအရန်ပလေးရပဲနော် ဟုတ်တယ်ရန်ကုန်သားတွေကအရန်ဟိုမှပလေးတာ ဒါဆိုမှကျွန်တော်ကပလေးတက်မယ်လို့ထင်တယ် မြစ်ကိုနေလည်းကြည့်ပါဦး6ပေ6ပဲ6လောက်တော့မရှိပဲပလေးရှင်နေသေးတယ်ရက်ကူကအချမ်းမြက်ပါယုံနဲ့ trick ရုံဖို့ကောင်းလိုက်တာ ကိုတိတ်အထင်ကြီးနေရဟွန်းတော့မယ် What the fuck?